ဆင်းရဲတဲ့ကောင်လေးတယောက်ဟာသူ့ဖေးနားမှာနာမည်ကြီးမင်းသမီးတယောက်ထိုင်နေတာကိုရုတ်တရက်တတိထားမိလိုက်ပါတယ်။သူကတော့ဒီမင်းသမီးလေးခုံမထိုင်နေတာလို့ပဲထင်နေခဲ့တာပါ။ဒါပေမဲ့အံ့ဩဖို့ကောင်းတာကအဲ့ဒီမင်းသမီးလေးကသူ့ကိုပြုံးပြီးကြည့်နေခဲ့တာပါပဲ။ရှက်တဲ့ဒီကောင်လေးခင်ဗျာဘာလို့ရမှမသိဖြစ်သွားခဲ့ပါတယ်။ဒါနဲ့သူကသူ့ရဲ့ဦးထုတ်လေးနဲ့သူမမျက်နှာကိုအုပ်ပေးလိုက်ပါတယ်။ဒီလိုလုပ်ရလေးကသူမကိုရဲမောသွားစေခဲ့ပါတယ်။သူတို့ဘယ်လိုများစတင်ဆုံတွေ့ခဲ့ကြတာလဲ။အားလုံးကအဲ့ဒီနေ့ကလေးကစတင်ခဲ့တာပါ။ဂျက်ဆိုတဲ့ကောင်လေးကနဲကနေစိုးမျိုးကအခန်းကားတစ်ခုစီကိုပြောင်းလာခဲ့ပါတယ်။အဲ့ဒီမှာသူဟာအမှုပညာလောကကနေအနားယူထားတဲ့မင်းသမီးလီနာနဲ့ဆုံခဲ့ပါတယ်။လီနာကိုကြည့်ရတာတနည်းအားမှာမြင်ဖူးသလိုလိုနဲ့ရင်းနှီးနေတယ်လို့သူထင်နေခဲ့ပါတယ်။ကျွန်တော်တို့တနည်းအားမှာဆုံဖူးကြသလားဟင်းလို့သူကမေးလိုက်ပါတယ်။ဂျက်ကသူမရဲ့ပရိသတ်အမတ်တရအင်ဂျီကိုဝတ်ထားပြီးတော့မှမတိကျင်အောင်ဆောင်နေတယ်လို့ထင်ပြီးလီနာကသူ့ကိုဂယုမဆိုင်ပဲပစ်ထားလိုက်ပါတယ်။သူမကအဖက်မလုပ်တာကိုမြင်တော့ဂျက်လည်းစိတ်ဖြက်လက်ဖြက်နေတဲ့ထွက်သွားခဲ့ပါတယ်။တကယ်တော့ဂျက်ဟာသူ့တငယ်ချင်းရဲ့အကန့်အသတ်နဲ့ထိုးထားတဲ့ပရိသတ်အင်ဂျီကိုမှားဝေလာခဲ့မိတာပါ။နောက်နေ့မနက်မှာတော့လီနာကဂျက်ကိုတားပြီးသူဟာသူမတော့ကိုလိုက်ချောင်းနေတဲ့ပရိသတ်လားဆိုပြီးမေးလိုက်ပါတယ်။အဲ့ဒီတော့မှဂျက်ဟာလီနာဘယ်သူလဲဆိုတာကိုတတိယသွားခဲ့ပါတယ်။သူမရဲ့ဆွဆွချက်ကြောင့်ဂျက်တယောက်စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ပါတယ်။ဒါဟာအထင်လွဲမှုတစ်ခုပါလို့သူကအတင်းရှင်းပြနေခဲ့ပါတယ်။သူမကိုနောက်ထပ်စိုက်ကြည့်တော့မှမဟုတ်ဘူးလို့လည်းပြောခဲ့ပါတယ်။သူထွက်သွားခါနီးမှလည်းအော်ဒါနဲ့ကျွန်တော်က Twice အဖွေကိုပဲကြိုက်တာပါလို့သိချအောင်ထပ်ပြောသွားပါသေးတယ်။ဒါပေမဲ့လီမာရဲ့စိတ်ကိုပြောင်းလဲသွားစေခဲ့တာကတော့အဲ့ဒီနေ့ညနေခင်းမှာပါပဲ။အဲ့ဒီညမှာလီနာတယောက်အားမရှိပဲမူးလဲသွားခဲ့ပါတယ်။ဂျက်ကသူမကိုမြင်သွားပြီးဆေးရုံကိုအမြန်ပို့ပေးခဲ့ပါတယ်။သူမဘေးနားမှာရှိတဲ့ဘသူကမှသူမကိုဂယုမစိုက်ကြဘူးဆိုတာကိုလီနာသိသွားခဲ့ပါတယ်။ဒီအစင်းရတဲ့ကောင်လေးတယောက်ပဲသူမကိုဂယုတစိုက်စောင့်ရှောက်ပေးနေခဲ့တာပါပဲ။ဂျက်ကသူမတို့နှွေးထွေးတဲ့ခြေအိတ်လေးတွေတောင်ဝဲပေးခဲ့ပါသေးတယ်။လီနာကသူမကိုခြေအိတ်ဆွပေးဖို့အကူအညီတောင်းပေးမယ်။ဂျက်ကတော့လက်တုံပြီးဦးချောင်းချောင်းဖိနေခဲ့ပါတယ်။ဒါကြောင့်လီနာကပဲသူမရဲ့ခြေထောက်လေးတွေကိုသူ့ပေါင်ပေါ်တင်လိုက်ပါတယ်။ဂျက်တယောက်အံ့ဩမြင်သက်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုပိုးပြီးအံ့ဩသွားစေတာကနောက်မှလာတာပါ။သူ့အပေါ်အငင်တွေပြောင်းလဲသွားသည့်တဲ့နောက်မှာတော့လီနာကသူ့နောက်ကိုတကောက်ကောက်လိုက်နေပါတော့တယ်။ဂျက်မနက်စာစားပြီလား။မစားရသေးရင်အတူတူစားရအောင်လေလို့သူမကခေါ်တက်လာပါတယ်။ဒါပေမဲ့ဂျက်ကတော့သူမနဲ့တွဲဖို့သဘောမတူခဲ့ပါဘူး။ဒါကြောင့်လီနာကသူ့သဘောတူလာမယ့်အချိန်အထိစောင့်နေခဲ့ပါတယ်။ဂျက်ကြောင်းသွားရဲ့အခါမျိုးမှာလေလီနာကခဏခဏလာရှာတတ်ပါတယ်။ဂျက်တယောက်လီနာနဲ့ဆုံမိမှကိုတောင်ကြောက်လာမိတဲ့အထိပါပဲ။ဒီတစ်ခါတော့လီနာတယောက်လက်လျှော့လိုက်ပုံရပါတယ်။သူမကဂျက်ကိုအဝေးလန်းတာကိုပဲတေးသေးချာချာလှုပ်ဖို့ပြောခဲ့ပါတယ်။သူမတို့ရဲ့စိတ်ပူစရာမလိုတော့ဘူးလို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့ရက်အနေကအတွက်သူမရဲ့ဆွဲကောင်းမှုတွေကလီနာသူ့ကိုတကယ်ကြိုက်နေတာပဲလို့ဂျက်ကိုထင်စေခဲ့ပါတယ်။ဒါပေမဲ့နေအောင်ကြီးအောက်ကလီနာရဲ့အလားတရားကသူ့နှလုံးသားကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။နောက်ထပ်တစ်ချက်နောက်ထပ်ကြည့်မိရင်သူမကိုချစ်မိသွားမှကိုဂျက်ကြောက်နေခဲ့ပါတယ်။ဒါကြောင့်သူခေါင်းကိုအမြန်ခါရမ်းပြီးထွက်သွားခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးလီနာကသူ့ကိုထမင်းစားဖို့မဖိတ်တော့ပါဘူး။အဲ့ဒီခါမှာတော့ဂျက်တယောက်နေရခက်တယ်လို့ခံစားလာရပါတယ်။လီနာအမြဲရှိနေတဲ့နေရာတွေမှာလည်းသူမကိုမတွေ့ရတော့ပါဘူး။ဂျက်တယောက်စိုးရင်တကြီးနဲ့လီနာရဲ့အခန်းစီကိုရောက်လာခဲ့ပါတယ်။လီနာကသူ့ရဲ့အနောက်တစ်ထပ်မှာရှိနေပြီမဲ့အခုတော့သူမကဂျက်ကိုလစ်ရှူရှူထားလိုက်ပါပြီ။